စာအုပ်တအုပ်ကိုအရန်ဆွဲလန်းလန်းဖတ်ရင်လည်းအဲ့ဒီကဇက်ကောင်တယောက်ကကိုယ်အိမ်နေချင်းတာဆိုရင်ဆိုပြီးတွေးဖူးကြလားအခုပြောပြမယ့်ဇလန်ကအဲ့လိုမျိုးပဲစာပေကိုအရာမျက်နှိုးတဲ့မုံဖုတ်သမားတယောက်သူ့အိမ်နေချင်းဂျေမဘော်ဘယ်ရီရဲ့ဘဝကိုသူဖတ်ဖူးတဲ့ဝတ္ထုဇလန်တွေဆွဲသွင်းလိုက်တဲ့အခါမှာဘယ်လိုခြေကွေးစရာတွေဖြစ်လာမလဲဆိုတာကိုကြည့်လိုက်ရအောင်ပါဇလန်းစာမှာတင်ကျွန်တော်တို့ရဲ့ဇကြောင်းပြောသူမာတင်ကဘယ်လိုလူစားလဲဆိုတာသိလိုက်ရပြီ။ तू ကတခြားတယောက်ရဲ့ diary ကိုခိုးယူလိုက်တယ်။ဒီလိုရလေတခုတည်းနဲ့တင်သူ့ရဲ့ချောင်းမြောင်းတက်တဲ့စိတ်သူ့တပားဘဝကိုထိန်းချုပ်ချင်တဲ့စိတ်ကိုအတိုင်းသားမြင်နေရပြီ။ရှစ်ဆက်ပြီးဘာတွေဖြစ်လာမလဲဆိုတာကိုအရေးပြနေတယ်လို့ပဲဟုတ်ပြီပိုင်းတစ်မုံဖို့တမနိုင်စာအုပ်ဒီမှာကျွန်တော်တို့ရဲ့အထူးစကြောင်းပြောသူမာတင်နဲ့ဆော့တွေ့ပါပြီသူကတော့မုံဖို့တမတယောက်ပေါ့ဒါပေမဲ့သူ့ရဲ့တကယ်ဘဝကစာအုပ်တွေထဲမှာပဲရှိနေတာသူ့ရဲ့အကြီးမားဆုံးစစ်ဆွဲလန်းမှုကစာမျက်နှာတွေပေါ်မှာမဟုတ်တော့ပဲသူ့ရဲ့နီးချင်းအတစ်တွေရဲ့ဘဝကိုစာအုပ်တအုပ်လိုဖတ်ဖို့ကြိုးစားရကနေစလာခဲ့တယ်အဲ့တော့ဒီချက်ကအရန်ကြီးတယ်တတိထားမှာကလေကျွန်တော်တို့ကဒီဇလန်ကိုအရှိတိုင်းမြင်နေရတာမဟုတ်ဘူးအားလုံးကမာတင်ရဲ့မျက်လုံးသူ့ရဲ့စိတ်ဆွဲလန်းမှုတွေသူ့ရဲ့ကောက်ချက်တွေကနေတစင်ပြမြင်နေရတာဆိုတော့ကသူကဇလန်ကိုပြောပြနေတာချက်သူမြင်ကျင်တဲ့ပုံစံအတိုင်းပြန်လဲပုံဖော်ပြီးပြောပြနေတယ်လို့ဆိုရမှာပဲမာတင်အတွက်တော့လေဂျမ်မာရောင်းလာတာကအိမ်ကြီးချင်းအတိရတာထက်အများကြီးပိုလေဂျမ်မာကိုမြင်လဲတာနဲ့သူ့စိတ်ကူးတွေကဝိထုတဖို့အတွက်ဇက်ကောင်ကောင်းတယောက်ကိုတွေ့လိုက်ရတယ်လို့ပဲအစပဲမှာတော့သူ့ရဲ့စိတ်ဝင်စားမှုကယူယူလေးလို့ထင်ရပေမဲ့တကယ်တော့ဒါဟာကြောက်စရာကောင်းတဲ့ဆွဲလန်းမှုတစ်ခုရဲ့အစပဲဖြစ်နေခဲ့တယ်အပိုင်းနဲ့ဘဝကဝတ္ထုကိုအထူးခိုးတဲ့အခါမာတင်တို့ရှောင်းကြည့်ရင်းနဲ့ကြောက်စရာကောင်းတဲ့ကောက်ချက်တစ်ခုကိုဆွဲချလိုက်တယ်သူမြင်နေရတဲ့ကတိုက်ဆိုင်မှုမဟုတ်ဘူးဒါဟာသူ့အကြီးကြီးဖတ်ထားတဲ့နာမည်ကြီးဝတ္ထုတစ်ပုဒ်ရဲ့ဇလံအတိုင်းတစ်ထက်တည်းဖြစ်နေတာလို့သူလုံးဝယုံကြည်သွားတယ်မာတင်ရဲ့စိတ်ထဲမှာတော့အချက်တွေကရှင်းနေပြီဝတ္ထုတွေက Charles နဲ့ Emma လက်တွေ့မှာ Charles နဲ့ Gemma နှစ်ခုလုံးက nominee မှာထစ်တာဝတ္ထုတွေကဇနီးတဲ့လို့ပဲ Gemma ကလည်းသူ့ဘဝကိုညှင်းငွေလာတယ်ဒီတော့မာတင်အတွက်တော့ဒါတွေအားလုံးကတစ်ခုတည်းကိုပဲညွှန်ပြနေတယ်Gemma ရဲ့ဘဝကဝတ္ထုတွေကလိုပဲဝမ်းနည်းစရာအစွန်းတက်ကိုဥတည်နေပြီဆိုတာကိုပေါ့အဲ့ဒီနောက်မှာတော့မာတင်ကသူ့ယူအစကိုခိုင်မာဆင်မဲ့ဖိပြတ်တွေကိုတစ်ခုချင်းစီလိုက်စုတော့တာပဲဂျမ်မာသူ့အင်းကိုငီးငွေလာတာလူငယ်လေး half နဲ့တွေ့တာသူတို့နှစ်ယောက်ရဲ့တက်တစ်ခုဆက်ဆံရေးဒါတွေအားလုံးကိုမာတင်ကဂျမ်မာရဲ့ကိုယ်ပိုင်ရွေးချယ်မှုလို့မမြင်ဘူးဝတ္ထုတွေကဇက်ကောင်ရဲ့ခြောင်လဲလို့မရတဲ့ကံကြမ္မာအတိုင်းလိုက်နေရလို့ပဲတစ်ထစ်ချော်ယုံကြည်နေကြတယ်အပိုင်းသုံးကြည့်ရှုသူကဝင်းပါလာပြီဒီအစ်စ်မှာမာတင်ဟာစာဖက်သူတယောက်မဟုတ်တော့ဘူးသူကဇက်သိန်းကိုမကြိုက်လို့စညုံကိုကိုယ်တိုင်ဝင်ပြီးရေးဖို့ဆုံးဖြတ်လိုက်တဲ့တဲရတာတယောက်လို့ဖြစ်လာခဲ့တယ်ဒါကဒီဇလန်တစ်ခုလုံးရဲ့အဓိကမီးဟုံးပဲစာဖတ်သူတယောက်ကဇက်ကောင်ရဲ့ကံကြမ္မာကိုကိုယ့်တဘောလိုက်ကိုဝင်ဖြောင်းဖို့ကြိုးစားတဲ့အခါဘာတွေဖြစ်လာနိုင်မလဲမာတင်ရဲ့ဒီဆုံးဖြတ်ချက်ကဘလောက်တောင်ကြောက်စရာကောင်းတဲ့အကျိုးဆက်တွေယူလာမလဲဆိုတာကြည့်အောင်ပါမာရီရဲ့စိတ်ကတဖြည်းဖြည်းနဲ့ပို့ပြီးနက်နဲလာတယ်အစကတော့အဝဲကနေစောင့်ကြည့်အောင်ပဲနောက်တော့ဂျမ်မာရဲ့မိဖို့ကြောင့်တဲမှာအစိတ်ပလင်ကိုတွေ့လိုက်ရောဝတ္ထုထဲကအတိုင်ကိုတတ်တယ်တော့မယ်ဆိုပြီးစိုးရင်လာတယ်နောက်ဆုံးမှာတော့သူဒီမခံနိုင်တော့ဘူးဂျမ်မာကိုကယ်တင်ဖို့အတွက်ဒီဇလန်တဲကိုသူ့ကိုယ်တိုင်ဝင်ပါတော့မယ်လို့ဆုံးဖြတ်လိုက်တယ်ဒီတစ်ခါတော့သူစီးတွေအားလုံးကိုကြော်သွားပြီမာတင်ကဟာဗက်အယောင်ဆောင်ပြီးဂျမ်မာကိုလမ်းခွဲတဲ့စာတစ်စောင်အတုလုပ်ပြီးပို့လိုက်တယ်သူ့စီထဲမှာတော့သူ့လုပ်နေတာကဂျမ်မာကိုနာကျင်အောင်လုပ်နေတာမဟုတ်ဘူးဝတ္ထုလဲကတတ်မှတ်ထားတဲ့ကြီးခွဲဆရာဆုံးတဲ့ဆိုကနေကောက်ခွေပေးနေတာလို့သူတကယ်ကိုယုံကြည်နေခဲ့တာဒါပေမဲ့ဂျမ်မာကမာတင်ရဲ့ဇလန်တွေကဇက်ကောင်မှမဟုတ်တာမာတင်ကသူ့အမားကိုဝန်ခံလိုက်တဲ့အခါဂျမ်မာကပြန်ပြီးတုံ့ပြန်ခဲ့တယ်ဂျမ်မာကဝတ္ထုတွေကမိန်းကလေးမဟုတ်ဘူးကိုဘွားကိုပို့ပိုင်တယ်ဆိုပြီးပြက်သားသားပြန်ပြောလိုက်တယ်အဲ့ဒီစကားတစ်ခွန်းကမာတင်တီးဆောက်ထားတဲ့စိတ်ကူးရင်ကဘာကြီးတစ်ခုလုံးကိုဖြိုချလိုက်တယ်လို့ပါပဲအပိုင်းလေးကြေကွဲစရာနားလည်မှုလွယ်ခြင်းမာတင်ကဝတ္ထုထဲကစတဲ့ကိုတားဆီးခြင်းခဲ့ပေမဲ့သူ့ရဲ့ဆွတ်ဖတ်မှုရပဲလက်တွေ့ဘဝမှာပိုပြီးရှုံထွေးပြီးကြောက်စရာကောင်းတဲ့အဖြစ်ဆိုးတစ်ခုကိုမွေးဖွားပေးလိုက်တယ်လို့ဖြစ်သွားခဲ့တယ်ကျမရဲ့နောက်ဆုံးအချိန်တွေကတကယ့်ကိုကြောက်စရာကောင်းတဲ့နားလည်မှုလွဲမှားမှုတွေစက်တိုက်ဖြစ်သွားတာသူကခင်ပွဲနဲ့ပြန်အဆင်ပြေသွားပြီဒါပေမဲ့မုံစားရဲ့နင်းသွားတဲ့အဲ့ဒီအချိန်ရောက်လာတဲ့ချစ်သူဟောင်းကကယ်ဖို့ကြိုးစားတော့ခင်ပွဲဖြစ်သူကအိမ်ပြန်ရောက်လာပြီးရံကျုနေတယ်လို့ထင်မှားသွားရောအဲ့လိုရှုပ်ရခက်နေတဲ့ကြားထဲမှာပဲဘသူမှကျမကိုမကယ်နိုင်တော့ပဲသူမတိတ်ဆုံးသွားခဲ့ရတယ်ဒါအဖြစ်ဆိုးရဲ့အခါတီးဆုံးအပိုင်းပဲမာတင်ကစာအုပ်ထဲကဇက်သိန်းကိုပြောင်းကျင်ခဲ့ပေမဲ့
သူ့ရဲ့ဝင်မှမှုကပဲဂျမ်မာရဲ့တက်ကဲဘဝကိုအဆုံးသတ်စေခဲ့တဲ့ကြီးကွက်ဆရာကိုဖန်တီးလိုက်တာပဲ။ သူကဇလန်းကိုမခဲခဲ့ဘူး။လူတယောက်ရဲ့အသက်ကိုတွေ့ဝိုက်ခဲ့နီးနဲ့တက်လိုက်တယ်လို့ဖြစ်သွားခဲ့တယ်။ဂျမ်မာတေဆုံးသွားပြီးမဲ့အမှန်တရားကတော့မြပြောက်သွားခဲ့တယ်။ ချားစ်ကသူ့ဇနီးဖော့ပြန်ခဲ့တာကိုဘယ်တော့မှမသိလိုက်ရဘူး။မာတင်ကတော့ဂျမ်မာရဲ့တာယာတွေကိုတင်းထားရင်ဒီအဖြစ်ဆိုးတစ်ခုလုံးရဲ့တူတဲ့သောစက်တဲ့အဖြစ်ကြံရခဲ့တယ်။အဲ့ဒီရှူဝါချက်ကတော့သူနဲ့သူ့ထာဝရရှိနေတော့မှာပဲ။ အဖိုင်းငါတန်တရာကလဲဦးမလားဂျမ်မာရဲ့ခြေကွက်ဆရာဇလန်ကတော့ပြီးသွားပြီဒါမဲ့မာတင်ရဲ့ဆွဲလက်မှုကတော့ပြီးသွားပြီလားဒီအဖြစ်ဆိုးကနေသူဘာတင်ကန်စားမှမရခဲ့ဘူးဆိုတော့ကိုစက်တင်ပိုင်းကကြောက်ခမန်းလေးလေးတက်တည်ပြောက်သွားတယ်6လကြာသွားတဲ့ဂျမာနေခဲ့တဲ့အင်ကိုပဲအင်္ဂလိပ်စုံတွေအသစ်တစ်ခုပြောင်းလာတယ်မာတင်ကသူတို့ကိုစောင့်ကြည့်ရင်အီသစ်ပြောင်းလာတဲ့မျိုးသမီးကိုကြည့်ပြီးသူမကိုမတ်မိနေတယ်လို့သူ့ကိုသူပြန်ပြောလိုက်တယ်ကြောက်စရာတန်တရာတစ်ခုနောက်တစ်ခေါက်ပြန်ဆောက်ဖို့အသင်ထင်နေပြီဒီတော့နောက်ဆုံးမေးခွန်းကမာတင်ဖန်တီလိုက်တဲ့ဇလန်ကဂျမ်မာကိုတက်ခဲ့တာလားဒါမှမဟုတ်ဒီထက်ပိုပြီးစဉ်းစားစရာကကျွန်တော်တို့တွေကကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုဘယ်အတိုင်းအတာအထိကိုယ့်စိတ်ကိုယ်ဓာတ်ကဇလန်တွေထဲအတင်းဆွဲထည့်နေမိလဲစဖာတူနဲ့လက်တွေ့ဘဝကိုချိုးကွမ်းခြင်းသူအဲ့ဒီနှစ်ခုကြားကစီကရောဘယ်လောက်ထိပါလွာနေတယ်လဲ